2500နဲ့ square feet 2000နီးပါးကိုတစ်ခန်းမဟုတ်ဘူး penthouse အပါနှစ်ခန်းရတဲ့ mini condo ကိုခေါ်သွားမယ်ဝင်လိုက်တာနဲ့ဓာတ်လေကားကနေပြီးအနီးဆုံးမှာရှိတယ်ဘာသာတကားကအစတဆင့်ထည့်ပေးထားတယ်တကားကိုကျွန်းပုံစံသုံးပေးထားပြီးတော့ကျေဝန်းလာတဲ့ luxury နီးပါးဆန်ဆန် living room ကိုတွေ့ရမယ်ဝရနာမှာထည့်ပေးထားတဲ့ glass type ပုံစံတကားတွေကိုသုံးပေးထားပြီး power station ကစနှစ်ခုခွဲပြီးယူပေးထားပြီးတော့ကိုကြိုက်တဲ့ line တွေလည်းထပ်ပြီးတော့ဆွဲပြီးတော့ထည့်လို့ရမယ် electrical ဘိုင်းကိုလည်း fully အနေနဲ့သုံးလို့ရမယ်ဒီမှာဆိုရင်လည်းသဘာဝအလှပတွေကစခန်းစားလို့ရမယ်လေဝင်လေထွက်ပါခန်းစားလို့ရမယ်နေရာလေးတစ်ခုအနေနဲ့ထားပေးတယ်တကယ်ကိုမှ PVC ပနိုင်နေအပြေ modernize interior တွေအပြေ design တိုင်းယူပြီး lamp design လေးတွေကစ common ဖြစ်နဲ့လုပ်ပေးထားပြီး color စ matching ဖြစ်အောင်လို့သုံးပေးထားတာတွေတွေ့ရမယ်ဒီမှာဆိုရင်လည်း master bedroom ကအစသူကအထဲမှာဝင်လိုက်တာနဲ့ ceiling lamp modernize interior design တွေ aircon တွေအကုန်လုံးကို fully wardrobe တွေ cabinet တွေအကုန်လုံးဒီဘက်မှာမှန်တကယ်ရစားထည့်ပေးထားတယ် WC room ကိုလည်းတော်တော်လေးမှနေရာကျကျယူထားပေးပြီးတော့လိုအပ်တဲ့ modern design အလှတွေအကုန်လုံးကိုကျွေပြားတွေအစား high quality သုံးပေးထားတာကိုလည်းတွေ့မြင်ရမယ်နော် color matching ဖြစ်အောင်သုံးပေးထားတာကတော်တော်လေးကိုမှ smart ဖြစ်တယ်ရှောင်းလန်း area ကိုလည်းကျကျယူပေးထားတယ် master bedroom ကနေပြီးတော့ single room ကိုသွားမယ်ဆိုရင်လည်းနီးပြီးတော့ single room ကအစားပုံစံစင်တူလေးနဲ့ceiling lamp design ပဲခွဲပြီးတော့လိုအပ်တာအကုန်လုံးကို detail ထည့်ပေးထားတယ်။ကိုယ့်ရဲ့ furniture တွေတောင်မှဆက်လက်လို့ရသေးတဲ့အနေအထားတွေကျဲအောင် single room ကိုယူပေးထားတာလည်းတွေ့ရမယ်နော်။ဒါဆိုရင် kitchen room ကတော့သူကအောက်ကလုံးဝ floor ကိုအပြည့်ကျွေပြားတွေနဲ့ dining room လေးပါတတ်ယူထားပြီးတော့ခင်းပေးထားတာတွေ့ရမယ်။ dining room ကိုဆိုရင်လည်း brain box နှစ်ခုအထိအပွင့်ယူထားပြီးတော့နန်းသက်တွေလျွန်လျွန်ထွက်တွေတက်ကစအကုန်လုံးအဆင်ပြေတယ်လင်းရောင်လည်းတော်တော်ကောင်းကောင်းရရတယ်နော်ဒီမှာ kitchen counter design ကိုသူက round open ပုံစံယူထားပြီးတော့လိုအပ်တဲ့ gas stove တွေ range တွေအကုန်ထည့်ပေးထားပြီးဘေးနေရနေရစာအစီခံကျွေပြားတွေအကုန်သုံးပေးထားတယ် brain box လည်းပါပြီးသားဖြစ်တယ်ဒီမှာဆိုရင်ဧည့်သည်တွေအတွက်လည်းအဆင်ပြေအောင်သူက toilet နဲ့ bathroom ကိုခွဲပေးလိုက်ပြီးတော့ကျဲဝန်းတခန်းစီမှာယူပေးထားတယ် high quality ကျွေပြားတွေ power station socket system တွေအကုန်လုံးကိုသုံးပေးထားတာကိုတွေ့ရမယ်နော်ဒီမှာဆိုရင်လေbathroom ကတော်တော်ကြဲယူပေးထားတာကိုတွေ့ရတယ်လိုအပ်တဲ့ shower pan တွေမှန်နေအကုန်လုံးဒီစင်လေးတွေတန်းလေးတွေကစအကုန်သေးစိတ်ထည့်ပေးထားတာကိုမြင်ရမယ်တက်ကယ်လေးကားနေရာကနေလဲနောက်ပြီးဝရဏအဖြစ်သုံးလို့ရအောင်လုပ်ပေးထားတယ်ဘာသာတကားအစားတစ်ဆင့်ဒီတေးထည့်ပေးထားတယ်အပေါ်တက်လိုက်တာနဲ့ကိုယ့်ရဲ့ပန်းဆောက်အိမ်ကိုလည်းရောက်နိုင်မယ် smoking area ဖြစ်ဖြစ် view area ဖြစ်အပေါ်ထားပေးတာလဲဝရဏတစ်ခုအနေနဲ့သုံးလို့ရတယ်ဒီမှာဆိုရင်လေတကယ်ကိုမှဖျားငန်းသီးတမ်းမဲ့ထားကိုယ့်ရဲ့ရုံးငန်း VIP customer တွေတက်ပဲထားကျဲဝန်းလာတဲ့အနေထားနဲ့ပန်းဟောက်ဒီဇိုင်း brain box ပတ်လဲအပြည့်နေရာကိုတွေ့ရမယ် ceiling lamp design ကစား common ဖြစ်နဲ့အကုန်လုံးကို modern interior design တိုင်းကျွေပြားတွေနဲ့ညပြီးတော့သုံးပေးထားတယ်ဒီမှာဆိုရင်တော့သူက dry kitchen ကိုပဲယူပေးပြီးတော့တဝက်အနေနဲ့ open type လေးလုပ်ပေးထားတာကိုတွေ့ရမယ်တော်တော်လေးကိုမှ socket system တွေကစအပြည့်လေးပါထည့်ပေးထားတယ်ဒီမှာဆိုရင်လေသူကဒီမှာတော့ WC room ကိုတော့သူကတခါတည်း shower pan နဲ့တွဲပြီးတော့ကျွေပြားသေးလေးနဲ့ high quality ဖြစ်လုပ်ပေးထားတာကိုတွေ့ရမယ် socket system အပြည့်သုံးပေးထားတာတော်တော်လေးကောင်းတယ်ပြီးတော့ဒီမှာကတော့သူကအောက်ထပ်နဲ့မတူပဲ master bedroom ကိုလုံးဝ spacing area အကျယ်နီးပါထပ်ပြီး fully decorate လုပ်လို့ရအောင်ယူပေးထားတာကိုလည်းတွေ့ရတယ်အထဲမှာလည်းသူကလိုအပ်တဲ့ wardrobe အပြည့်ပါပြီးသားအောင်မှာ WC room ကိုအကျယ်ကြီးယူပေးထားတာကိုလည်းတွေ့ရမယ်နော် brain box လည်းပါပြီးသားဖြစ်တယ်တာမွေမြို့နယ်ရဲ့အထင်ကရလေယာရွှေမြေလန်းနဲ့ဇေယျတုခလန်းတော်မှာရှိတဲ့အခုပန်းဆောက်အပါနှခမ်းသလုံးကိုပိုင်ဆိုင်နေတော့ပြဿနာ property ကိုဆက်သွယ်ဖို့မေးပါနဲ့နော်စုံလီကြည့်လို့ကျေးဇူးပါတတာ